အားလုံးပဲမင်္ဂလာပါရှင် Soul Sister Tarot Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမလုပ်ပေးခြင်းတဲ့ Guided Meditation ကတော့ Fire Element Guided Meditation ကိုအားလုံးအတွက်ကိုလုပ်ပေးပါမှာဖြစ်ပါတယ်ဒီတက်ကြီးလေးပါးနဲ့ပတ်သက်ပြီးတော့ဒီ Element Series လေးကိုကျမအနေနဲ့လုပ်ပေးထားပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာကြာရောက်တဲ့ Guided Meditation ရဲ့နာမည်ကတော့ Fire Element ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့မီးတက်နဲ့ပေါ့နော်အားလုံးကိုလည်းအတူတူချိတ်ဆက်ပေးသွားမယ်ပြီးတော့ဒီမီးတက်ရဲ့ energy ကိုခံယူပြီးတော့ကိုယ်မှာရှိနေတဲ့ energy မှာပင်ပန်းနေတဲ့အရာတွေလေးလံနေတဲ့အရာတွေကိုလည်းဒါမီးတက်ထဲကိုထည့်သွင်းလိုက်မယ်ပေါ့နော်ဒါကြောင့်ဒီနေ့ဟာဆိုလို့ရှိရင်တော့အင်မတန်မှ powerful ဖြစ်တဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်အဲ့အတွက်ကြောင့်မီးတက်ရဲ့သဘောတဘာဝဆိုလို့ရှိရင်ပူလောင်တဲ့သဘောတဘာဝတော့ရှိပါတယ်ဒါပေမဲ့မီးတက်ဟာဆိုလို့ရှိရင်အင်မတန်မှယုံကြည်မှုတွေရှိစေတယ်။တစ်မှာရှိနေတဲ့ Solar Plexus Chakra အင်အားကိုလည်းအားကောင်းစေပါတယ်။မီးထက်အားကောင်းလာတာနဲ့အမျှကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင် circulation system တွေဆိုတာလည်းအားကောင်းလာမယ်။သင်ရဲ့ metabolism system တွေကအစကိုအားကောင်းလာမှုရှိပါတယ်။ဒါကြောင့်မီးတက်ဟာလူတိုင်းအတွက်ကိုအရန်ကိုမှအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။မီးတက်အားနေသွားပြီဆိုလို့ရှိရင်ကိုလုံနေတဲ့အရာတွေပေါ်မှာယုံကြည်မှုတွေမရှိတော့ဘူး။ကို့မှာစိတ်ဆွမ်းရည်တွေလည်းအားနေလာလိမ့်မယ်။တနေရာထဲမှာပဲပိတ်မိနေပြီးတော့ဘာလို့ဘာကံမှမသိတဲ့အဖြစ်အပျက်တွေကိုဖြစ်လာပါလိမ့်မယ်။မီးတက်ဟာအင်မတန်မှတောက်လောင်တဲ့ energy တော့ရှိရဲ။ဒါပေမဲ့အင်မတန်မှပြင်းပြတဲ့ဆန္ဒတွေကိုလည်းမီးတက်ဟာထုတ်လွှတ်ပေးပါတယ်။အဲ့အတွက်ကြောင့်မီးတက်နဲ့တသားလေးကြားတဲ့သူတွေရဲ့ဘဝဟာဆိုလို့ရှိရင် action တွေကိုအများကြီးယူလာနိုင်ပါမယ်။အဲကြောင့်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မအနေနဲ့မီးတက်နဲ့အားလုံးကိုချိတ်ဆက်ပေးမယ်။မီးတက်ရဲ့ကောင်းခြင်း energy တွေကိုလည်းအားလုံးကိုပေးပို့ပေးမှာဖြစ်ပါတယ်။ဒါဆိုရင်အားလုံးပဲစတင်ပြီးတော့ထိုင်နေကြရအောင်နော်အရင်ဦးဆုံးအနေနဲ့တက်တောင့်တက်တာရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးတစ်ခုကိုရွေးချယ်ပေးပါမျက်လုံးလေးကိုတာယာမိထားပေးပါခန္ဓာကိုယ်မှာရှိနေတဲ့လေးလံနေတဲ့ဖိအားတွေအားလုံးကိုလျှော့ချပေးပါမိဒဟာဆိုလို့ရှိရင်ဒီနေ့မှာကောင်းမွန်စွာတောက်ပမှာဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့ခန္ဓာကိုယ်လေးကိုတည်ငြိမ်နေစွာပဲထားပေးပါနာသီးပြားတွေကိုလေးလေးတွေကိုရှူသွင်းချလိုက်ပါသင်ရဲ့ပါးစပ်ကနေပြီးတော့လေတွေအားလုံးကိုရှူထုတ်လိုက်ပါနောက်တစ်ချိန်နာသီးပြားတွေကိုလေးလေးတွေကိုတဝချီရှူသွင်းလိုက်ပါပင်မနေတဲ့ຢာတွေအားလုံးကိုသင်ရဲ့ပါးစပ်ကနေပြီးတော့အေးဆဲမှုတ်ထုတ်ပေးလိုက်ပါနောက်တစ်ချိန်လေးလေးတွေကိုထပ်ပြီးတော့ရှူသွင်းချပါလေးလံနေတဲ့ခံစားချက်တွေဖိအားတွေတန်ရှင်တွေအားလုံးကိုလျှော့ချလိုက်ပါရှူထုတ်ပေးပါသင်ရဲ့ energy အားလုံးကိုခန္ဓာကိုယ်မှာပဲစုစည်းထားပါဒီချိန်ဒီမှာသင်ရဲ့စိတ်တွေအားလုံးဟာခန္ဓာကိုယ်ကိုပဲအာရုံစိုက်နေပြီပါပန်းဝန်းကျင်မှာစူညံတန်နေကြားလာမိလေဆိုရင်တော့မှဒီဟာတွေကိုခဏလောက်ဘေးဖယ်ထားလိုက်ပါအတိတ်တွေလည်းမစင်စားနေဘူးအနာဂတ်တွေကိုလည်းတွေးမနေဘူးလက်ရှိပြစ္ဆုတ်ပံမှာပဲသင်ရဲ့စိတ်ကိုထားပေးပါစိတ်တွေလေးလံလာပြီဆိုလို့ရှိရင်လည်းရှူသွင်းရှူထုတ်ပေါ်မှာပဲအာရုံထားပေးပါပထမဦးဆုံးအနေနဲ့သင်မိတ်ထားတဲ့မျက်လုံးလေးတွေကနေသင်ရဲ့ရှိတဲ့မှာမီးပုံလေးတစ်ခုလင်းနေတဲ့အရာလေးတစ်ခုကိုမြင်လိုက်ပါအဲ့မီးပုံလေးထဲမှာထင်းချောင်းလေးတွေထည့်ထားပြီးတော့မီးပုံလေးထဲမှာလည်းမီးလေးတွေကတောက်နဲ့မြင်နေပါလိမ့်မယ်ဒီမီးပုံလေးရဲ့ကောင်းမွန်တဲ့ energy တွေကိုခံစားကြည့်ပါအခုချိန်နေဟာသင်ဟာ fire element energy နဲ့ချိတ်ဆက်နေတာဖြစ်ပါတယ်မီးပွားလေးတွေကဖြာထွက်နေတယ်လို့ပဲအဲ့ဒီမီးပွားလေးတွေရဲ့ energy ကိုလည်းခံစားကြည့်ပါမီးတဲ့ရဲ့ကောင်းမွန်တဲ့ energy တွေကြောင့်သင်ခန္ဓာကိုယ်ဟာပူနွေးပြီးတော့လင်းလက်လာပါလိမ့်မယ်
မီးတွေကပိုပြီးတော့တောက်လာတဲ့အချိန်တိုင်းမှာတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတဖြည်းဖြည်းနဲ့အလင်းလိုင်းတွေကပိုပြီးတောက်လာပါလိမ့်မယ်ဒါမီးတဲ့ရဲ့ energy ကိုကူးယူနေတာဖြစ်ပါတယ်မီးတဲ့နဲ့ချိတ်ဆက်မှုလေးကိုကောင်းမွန်စွာလုပ်ကြည့်ပေးပါတင်းရဲ့1 byte လေးပေါ်ကိုလက်လေးကိုတင်ထားပေးပါဒီ1 byte လေးမှာမီးတဲ့နဲ့ချိတ်ဆက်နေတဲ့အချိန်မှာပူနွေးတဲ့ခံစားချက်တွေရနေပါလိမ့်မယ်ဒါဟာမီးတဲ့ရဲ့ inner flame energy တစ်ခုပဲဖြစ်ပါတယ်တင်းရဲ့နှလုံးခုန်တန်းတွေဟာမီးတဲ့နဲ့ချိတ်ဆက်တိုင်းမှာတဒုတ်နဲ့မြည်နေပါလိမ့်မယ်တာမန်ချက်ကိုနှလုံးသားဟာပိုပြီးတော့ခုန်လာပါလိမ့်မယ်မိတဲ့ရဲ့ပူနွေးတဲ့ခံစားချက်လေးတွေကိုခံစားကြည့်နေပါသင်ရဲ့1 byte ပုံမှာ solar plexus chakra ရဲ့ energy ကိုလည်းနောက်တစ်ချိန်ခံစားကြည့်ပါ1 byte ပေါ်လေးမှာအဝါရောင်အလင်းလုံးလေးတစ်ခုပုံနေပြီလို့မြင်အောင်ကြည့်လိုက်ပါဒါဟာ solar plexus chakra ဖြစ်ပါတယ်အခုချိန်ဒီမှာသင်ဟာမီးတက်နဲ့လည်းချိတ်ဆက်နေသလို solar plexus chakra ရဲ့အင်အားကောင်းမှုနဲ့လည်းချိတ်ဆက်နေပါတယ် solar plexus အင်အားကောင်းတဲ့သူတွေဟာလုံးဝအဝါရောင်အလုံးကြီးဟာကြီးမားတဲ့ကြီးမားလာပါလိမ့်မယ်အဲ့ဒီအဝါရောင်အလုံးကြီးရဲ့ energy ကိုခံစားကြည့်ပါမီးတက်ကပေးလိုက်တဲ့ကောင်းတဲ့ energy တွေကိုလည်းခံစားနေပါ1 byte လေးမှာပူနွေးနေတဲ့ခံစားချက်လေးတွေရလာပါလိမ့်မယ်ဒီချိန်ဒီမှာသင် action တွေယူချင်တဲ့ကိစ္စတွေရှိရဆိုရင်စဉ်းစားလိုက်ပါဘယ်လိုကိစ္စတွေကိုသင်ဒီချိန်ဒီမှာလှုပ်ဆောင်ချင်နေလဲလှုပ်ချင်နေတဲ့ကိစ္စတွေရှိရဆိုလို့ရှိရင်လုပ်ဖို့ကိုတင့်ကိုတင်လဲဂတိကဝတ်ပေးလိုက်ပါမိတဲ့ဆိုတာဟာ action ယူတဲ့လမ်းစဉ်တစ်ခုလို့သတ်မှတ်လို့ရပါတယ်ဒါကြောင့်ဒီချိန်ဒီမှာသင်ပေါ်လာတဲ့အတွေ့အကြုံတွေမှာသင်ပြုလုပ်သင့်တယ်ပြုလုပ်ရမယ်လို့စဉ်းစားနေတဲ့ကိစ္စတွေရှိရဆိုရင်လုပ်လိုက်ပါ action ယူနိုင်တဲ့သူတွေဟာမိတဲ့နဲ့ချိတ်ဆက်နိုင်တဲ့သူတွေညီမျှတဲ့သူတွေပဲဖြစ်ပါတယ်လေလေးတွေကိုရှူသွင်းလိုက်ပါရှူထုတ်ချလိုက်ပါလက်လေးကိုပြန်ချလိုက်လို့ရပါပြီနောက်တစ်ခုအနေနဲ့သင်ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ပင်ပန်းနေတဲ့ခံစားချက်တွေနာကျင်နေတဲ့နေရာတွေရှိနေတယ်ဆိုရင်အဲ့ဒီမှာရှိနေတဲ့အရာတွေကိုမိဘုံတွေကိုပြစ်ထည့်ပါမယ်။အဲ့တော့မလုပ်ခင်မှာအသက်ဝဝပြန်ရှူပေးပါ။ရှူထုတ်ချလိုက်ပါ။ခန္ဓာကိုယ်ထဲမှာလေးလံနေတဲ့နေရာတွေရှိနေတယ်ဆိုရင်အဲ့ဒီနေရာတွေမှာအမဲရောင်အလုံးလေးတွေဖြစ်နေတယ်လို့စဉ်းစားကြည့်လိုက်ပါဒီအမဲရောင်အလုံးလေးတွေကိုလက်ကနေပြီးတော့ energy တစ်ခုအနေနဲ့ကင်ချလိုက်ပါဒီအမဲရောင်အလုံးတွေကိုလက်ထဲမှာပါလာပြီလို့မှတ်ယူပြီးတော့မီးပုံတွေကိုပြစ်ထည့်လိုက်ပါဒါရီယာငါနဲ့လုံးဝမသက်ဆိုင်တော့ပါဘူးငါခန္ဓာကိုယ်မှာကန့်ညှိနေတဲ့မကောင်းတဲ့ energy တွေအားလုံးကိုဒီနေ့မှာငါဟာလွှတ်ချပါတယ်သင်ရဲ့1 byte လေးကိုပြန်ကိုက်ပါ1 byte မှာရှိနေတဲ့အမဲရောင်အလုံးတွေ step ဖြစ်နေတဲ့ energy တွေခေါင်းမှာရှိနေရဆိုလဲခေါင်းမှာရှိနေတဲ့အတွေ့အအားလုံးကိုစုပ်ကိုင်လိုက်ပါဒါတွေကိုမှတ်ယူတဲ့အခါမှာ energy တစ်ခုအနေနဲ့မှတ်ယူလိုက်ပါအဲ့ဒီအမဲရောင်အလုံးတွေအားလုံးကိုမီးပုံတွေကိုပြစ်ထည့်ပေးပါ
လေးလေးတွေကိုထပ်ရှူလိုက်ပါexhale ရှူထုတ်ချလိုက်ပါတဏှာစိတ်တွေဘယ်နေရာမှာရှိနေလဲတဏှာစိတ်တွေရှိနေတဲ့နေရာတွေအားလုံးမှာအမဲရောင် energy တွေကိုပုံဖော်ပါပုံဖော်ပြီးပါပြီဆိုရင်ဒီနေရာမှာလွတ်ချလိုက်ပါဒါရီဟာတင်နဲ့မသက်ဆိုင်တော့တဲ့ energy တွေဖြစ်တဲ့အတွက်ကြောင့်မီးပုံတွေကိုလက်လေးနဲ့အသားရယူပြီးတော့လွှတ်ပစ်ပေးပါခန္ဓာကိုယ်မှာပေါ်လာတဲ့ခံစားချက်တိုင်းကိုသိရှိနေပါစိတ်မှာပေါ်လာတဲ့ခံစားချက်တိုင်းကိုသိရှိနေပါကျန်းမာရေးမကောင်းနေတဲ့သူတွေဒီထဲမှာပါတယ်ဆိုရင်လက်တွေကိုက်နေတာပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာညောင်းနေတဲ့သူတွေပါနေရဆိုရင်အဲ့နေရာမှာအမဲရောင် energy တွေကိုခံစားပြီးတော့လက်နဲ့တက်ချပြီးတော့မီးပုံတွေကိုလွှတ်ပစ်ပေးပါဒီ energy တွေဟာငါနဲ့မသက်ဆိုင်တော့ပါဘူးနှုတ်ကလည်းထုတ်ပြောလိုက်ပါမိတဲ့ဟာတင်းရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့မကောင်းတဲ့ energy တွေကိုစုပ်ယူသွားပါလိမ့်မယ်ဒါကိုယုံကြည်ပေးပါခုနကအမဲရောင် energy တွေဟာတဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကနေထွက်သွားပါလိမ့်မယ်ထွက်သွားပြီဆိုရင်တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာအဝါရောင် aura စကွင်းကြီးတစ်ခုပါပေါ်လာပါလိမ့်မယ်ခန္ဓာကိုယ်ရဲ့ခေါင်းစခြေဆုံးမှာအဝါရောင်အလင်းလုံးကြီးတစ်ခုပေါ်လာတယ်လို့မှတ်ယူလိုက်ပါအဲ့ဒီအဝါရောင်လင်းလုံးကြီးဟာတင့်ကိုကာကွယ်ပေးနေပါတယ်မိတက်ဟာလည်းတင့်ကိုကောင်းမွန်တဲ့ energy ကိုဒီနေ့မှာပေးလိုက်ပြီးဖြစ်ပါတယ်ဒါလေးတွေကိုကောင်းမွန်စွာနဲ့မှတ်ယူပေးပါနောက်ဆုံးအနေနဲ့ကျေးဇူးတင်လိုက်ကြရအောင်ကမ္ဘာပေါ်မှာရှိနေတဲ့မိတက် energy အားလုံးကိုကျေးဇူးတင်ပါတယ်မိမိရဲ့ခန္ဓာကိုယ်ရင်းမှာရှိနေတဲ့မိတက်ကိုလည်းကျေးဇူးတင်ပါတယ်နှုတ်ကနေထုတ်ပြောပေးလိုက်ပါတကယ်လို့ချွေးထွက်လာတယ်ဆိုလို့ရှိရင်ဒါကကောင်းတဲ့ sign တစ်ခုပဲဖြစ်ပါတယ်လေးလေးတွေကိုရှူသွင်းချလိုက်ပါရှူထုတ်လိုက်ပါမျက်လုံးလေးကိုပြန်ဖွင့်လို့ရပါပြီဒီနေ့မှာရောမိတက်ရဲ့ energy ကိုကောင်းမွန်စွာရရှိခဲ့ပါသလားမိတက်နဲ့ energy ကိုကောင်းမွန်စွာမချိတ်ဆက်နိုင်ခဲ့တဲ့သူတွေဟာ9ရက်ထက်ပိုပြီးတော့မှများများလုပ်ပေးပါမိတက်ရဲ့ energy ကိုရနေတဲ့သူတွေဟာ9ရက်လောက်ဆက်တိုက်လုပ်ပေးတယ်ဆိုလဲအဆင်ပြေပါတယ်တကယ်လို့ကိုဟာ earth element water element တွေကိုမထိုင်ရသေးဘူးဆိုလဲearth element water element တွေကိုမင်းဘက်ကတင်မိထားပါတယ်အဲ့ဒါလေးတွေလည်းသွားထိုင်လို့ရပါတယ်ဒါမဲ့တခုကိုထိုင်တဲ့အခါမှာ9ရက်ဆက်တိုက်လုပ်ပြီးမှထိုင်ပေးရဆိုရင်တော့ပို့ပြီးတော့မှ element တွေနဲ့ကိုယ်နဲ့ကြားမှာတသားတည်းစပြီးတော့အကျိုးရှိလာပါလိမ့်မယ်အားလုံးပဲပေါ့နော်ဒီနေ့ရဲ့ fire element guided meditation ကိုထိုင်ပြီးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးရဲ့ဘဝမှာလည်းယုံကြည်မှုတွေရှိပြီးတော့အေးချမ်းသာရတဲ့ဘဝတွေကိုလည်းရရှိနိုင်ကြပါစေမိတက်ရဲ့ energy ကြောင့်ပဲသင်တို့ရဲ့ဘဝမှာဆိုလို့ရှိရင်လှုပ်ရှားရှိတဲ့ကိစ္စတိုင်းကိုကောင်းမွန်စွာနဲ့ action တွေယူနိုင်ပါစေစီကံရှိတဲ့ဘဝတစ်ခုမှာလည်းနေနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်